နော်ဝိတ်ချတယ်လှကျင်တဲ့တဲမှာဆိုလို့ရှင်အစာမစားပဲဝိတ်ချတာမှန်ကန်တဲ့နီလန်လားပေါ့နော်အဲ့လိုညစာမစားတာအစာမစားပဲနဲ့နောက်ဆက်တွဲစူးကျိုးတွေရောဘာတွေဖြစ်လာနိုင်လဲဆရာအဲ့ဒီဟာကတော့အမြင်တွေကအမျိုးမျိုးမတူကြဘူးအခုနောက်ပိုင်းခေတ်စားလာဟို fasting ပေါ့နော် fasting လုပ်တယ်အစအငတ်ခံပြီးတော့ခန္ဓာကိုယ်ရဲ့ကိုကယ်လိုရီမဝင်အောင်ပေါ့လေအပြင်ကနေပြီးတော့ကယ်လိုရီဝင်လာလို့ရှိရင်ခန္ဓာကိုယ်ဝရမယ်ဆိုတော့ဒီနေ့ကလည်းမှန်တဲ့လောက်မှန်သို့တော့ဟိုတယောက်နဲ့တယောက်ကမတူဘူးပေါ့နော်ခန္ဓာကိုယ်အနေထားဒီခန္ဓာရည်မတူတာတချို့ကြောင့်လည်းအစာရင်ယောဂအခန်းရှိတာအဲ့လိုမျိုးလေးရှိတာပေါ့နော်ဆိုတော့ဟိုတချို့မှာဆိုလို့ရှိရင်ဒီအစာမစားတာကြာလာတဲ့ညမှာအစာရင်တွေကနေပြီးတော့ acid ထွက်တာများပြီးတော့ဘိုက်အောင်လာတာမျိုးနော်အဲ့လိုမျိုးအနေထားရှိတယ်အဲ့ကြတော့လူတိုင်းအတွက်တော့မှန်မနေဘူးပေါ့နော်အတူချုပ်ပြောဆိုလို့ရှိရင်တော့ကိုနဲ့တင့်တော်တဲ့အဆင်ပြေတယ်ဆိုရင်တော့လုပ်ပါတိုးတော့ကျွန်တော်အမြင်ပြောရင်တော့ fasting အကြာကြီးလုပ်တော့အာမပေးပါဘူးအကြမ်းများအပြင်ဆိုရင်သူတို့က16 8ဆိုတဲ့ပုံစံမျိုးပေါ့16နာရီ fasting လုပ်တယ်8နာရီအတွင်းမှာစားရမယ်ပေါ့နော်အဲ့လောက်ဆိုရင်တော့မစိုးဘူးပေါ့တချို့ကကြတော့အရန်ကိုနာရီပေါင်းများစွာပေါ့နော်24 hour တချို့ဆိုလည်း1ရက်ခွဲ2ရက်လောက်အဲ့လောက်ကြတော့လူတိုင်းအတွက်တိတ်အဆင်မပြေပါဘူးဟုတ်ကဲ့ဆရာအဲ့မှာတခုသိချင်တာ fasting ဆိုလို့ရှိရင်လေညီမသိသလောက်ကြားရသလောက်ပေါ့နော်ဒါမှမဟုတ်လေဒီလို social media ပေါ်မှာနည်းနည်းခက်စားနေတဲ့ပုံစံ fasting အဲ့16 8ကိုတလားကြော်ကြော်လောက်လုံးမှာတိတာတယ်လို့ပြောကြတယ်ဆရာအဲ့ဒါရောဟိုဆရာအနေနဲ့ဆိုလို့ရှိရင်ဘယ်လိုအကြံပေးခြင်းလဲပေါ့အဲ့ဒါကလည်းကျွန်တော်ရှိကပြောသလိုပဲတယောက်ချင်းစီနဲ့ဆိုင်တာပေါ့နော်ဟောကျွန်တော်ရဟန်းတန်ဃာတော်တွေဆိုပါစို့သူတို့ဆိုတောက်လျှောက်တာသူတို့ရဲ့လေးစဉ်လူနေမှုပုံစံမျိုးဆိုလို့ရှိရင်ဒါဒီလဲညစာမစားဘူးเนาะနေ့မနေ့အာယုံကြမှာပဲသူတို့စားဆိုသူလည်းဒါ fasting ပဲလေဒါပေမဲ့ဒီရဟန်းတန်ဃာတော်တွေထဲမှာပဲနှလုံးသွေးတို့စီးကြဒီလိုမျိုးဟိုဟာတွေကလည်းရှိတာပေါ့နော်ဟိုယောဂခံစားနေရရဟန်းတန်ဃာတော်လည်းရှိပါဆိုတော့ကျွန်တော်ရှေ့စကားကိုပြောရင်လေကိုယ့်ရဲ့ဟိုနေထိုင်မှုစားတောက်မှုပုံစံပေါ်ပဲအခြေခံတာပဲကိုယ့်ရဲ့ lifestyle ပေါ်ပဲအခြေခံပြီးတော့တယောက်နဲ့တယောက်ကခန္ဓာရည်ချင်းမတူတဲ့အခါကြတော့လေကိုကဒီဟိုပိန်ချင်းယုံတက်နဲ့ကျန်းမာရေးအတွက်တက်နဲ့တော့ဒီလိုမျိုးရက်ရှည်ကြီး fasting လုပ်တာမျိုးကတော့ကျွန်တော်ကတော့တိတ်တော့အားမပေးဘူးเนาะဘာလို့လဲဆိုတော့ကျွန်တော်တို့ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အစာအာဟာရပေါ့နော်ကစီဓာတ်ရှိမယ်အဆီဓာတ်ရှိမယ်အသားဓာတ်ရှိမယ်အဲ့ဒီဟာတွေကတော့ပုံမှန်လေးမျှမျှတတစားပြီးတော့တစ်ဖက်မှာလည်းဒီ portion ရဲ့ calorie ကိုပြန်ပြီးတော့ဖြုံးမှုအတွက်ကိုအားကစားလုပ်တာမျိုးပေါ့နော်အဲ့လိုအဝင်ထွက်မျှမျှတတလေးကိုကျွန်တော်ပို့ပြီးအားပေးပါတယ်ဒီ season ကိုအဓိကကိုညီပံ့ပို့ပေးတာကတော့ Cremate S နဲ့ Cremate Gel တို့ပါပဲဖြစ်ပါတယ်